ဗမာဦးလည်းတိုက်ခိုက်မယ်မွတ်စလင်လည်းတိုက်ခိုက်မယ်ရိုဟင်ဂျာလည်းတိုက်ခိုက်မယ်မင်းတို့ဘာလဲဟဲ့မင်းတို့ဘာလဲကဘာကြီးကမင်းတို့အမေလေးပိုင်တဲ့နေရာကြီးလို့မင်းတို့ထင်လားဟဲ့ဟမ်ကဘာကြီးကမင်းတို့အမေလေးပိုင်တဲ့နေရာလားဟဲ့ဟမ်လုံးမသားကြီးတစ်ခါလာလေချခိုင်ပြည်နယ်ကငါတို့နိုင်ငံငါတို့နေရအေးစပတ်အဲ့ဒီရခိုင်ပြည်နယ်ဆိုတာကမင်းတို့ကိုဥနေဝင်းရနော်အစိုးရောက်တဲ့နေဝင်းတရုတ်ကဗျအဲ့ဒီအစိုးရောက်တဲ့ဥနေဝင်းရတတ်မှတ်ပေးသွားတာဘာပေါ့လားဟဲ့ရခိုင်ပြည်နယ်ဆိုတာမရှိဘူးဟဲ့အာရကန်ပြည်နယ်ပဲရှိတယ်ဘာပေါ့လားအာရကန်ပြည်နယ်ပဲရှိတယ်ရခိုင်ပြည်နယ်ဆိုတာမရှိဘူးဟဲ့မင်းတို့တမိုင်းလားလိမ့်မင်းနဲ့ဘာပေါ့လားဟဲ့မင်းတို့ဟိုးစာမတက်တဲ့ကောင်တွေပဲမင်းတို့သွားလိမ့်ငါတို့လိုစာတက်တဲ့ကောင်တွေလားမလိမ့်နဲ့ဘာပေါ့လားခွေးမသားတွေရခိုင်ပြည်နယ်လူမျိုးပဲစပ်ရခိုင်ပြည်နယ်အာရကန်ပြည်နယ်ဟဲ့ရခိုင်ပြည်နယ်မဟုတ်ဘူးဟဲ့ခွေးမသားတွေမင်းတို့ကဗမာတွေကကူညီလို့ဒီကနေ့မင်းတို့လူလိုသူလိုနေဟမ်ဗမာဦးလည်းတိုက်ခိုက်ပဲ